ကျမကဘာဖြစ်လို့ဒီ online business တွေကမှာဘာဖြစ်လို့ဒီအခုလက်ရှိလုပ်ကိုင်နေတဲ့ဒီ digital business ကိုလုပ်ကိုင်ဖြစ်တယ်လဲဆိုလို့ရှိရင်ဒီ online business ထဲမှာဒီ digital business ကလူစိတ်ဝင်စားမှုအများဆုံး business ဖြစ်တာရဲ့ကျမကစိတ်ဝင်စားလို့လေးလာပြီးတော့အတွင်းကြဒီဝင်ရောက်လေးလာပြီးလုပ်ကိုင်နေရင်းနဲ့ပေါ့နော်ကျမရဲ့အနီးဆန်ဆုံးမှာနေတဲ့သူတွေရဲ့သူတို့ရဲ့ရလက်တွေသူတို့ရဲ့ milestone တွေပေါ့နော်သူတို့ရဲ့အောင်မြင်မှုတွေကိုကျမကအနီးကပ်မြင်ရတဲ့ခါမှာဒါကျမအတွက်ပန်းတိုင်တစ်ခုပေါ့နော်ကိုလည်းတစ်ချိန်မှာသူတို့လိုရနိုင်ရမယ်လုံနိုင်ရမယ်သူတို့လိုမျိုးပိုင်ဆိုင်ရမယ်ဆိုတော့target ပေါ့နော်ပန်းတိုင်ကိုကျမထားပြီးတော့ကျမကဝင်ရောက်လုပ်ကင်နေခြင်းဖြစ်ပါတယ်ကျမတို့လိုဒီလိုမျိုးဒီအောင်မြင်မှုတွေရနေတဲ့လူတွေကိုအနီးကပ်လေးလာကြည့်မယ်ဆိုလေးလာကြည့်ခြင်းတယ်ဆိုလို့ရှိရင်ကျမရဲ့ website မှာနာမည်နဲ့ Gmail လိပ်စာဖြည့်သွင်းပြီးတော့အခမဲ့မိနစ်60စာ webinar ကိုစတင်လေးလာကြည့်ရနေကျမတို့ရဲ့ဒီ digital business ကိုစတင်လုပ်ကိုင်ဖို့အတွက်ဒီ digital journey ကိုစတင်ပြီးရှောက်လန်းလို့ရပါပြီရှင်အဲ့ဒါလေးကိုကျမကပြောပြပေးတာပါကျမကတော့မဟုတ်ပါဆိုဖြစ်ပါတယ်မန္တလေးမြို့မှာမိဘများတဲ့တူနေထိုင်ပြီးဒီ digital business ကိုလုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်ရှင်ကျေးဇူးပါ